မြင်္ဂလာပါမနက်ဖြန်9ရက်သားသမီးများအတွက်တရက်တာဆောင်းရံရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့အိုးအိမ်စာဦးနေရာပြုပြင်ပြင်ဆင်ရတတ်ပါတယ်အလုံးမှာစိတ်ရှုပ်စရာစိတ်ညစ်စရာများကြုံတွေ့ရတတ်ပါတယ်လက်တစ်ဖက်မှာနာတရားဖြစ်တတ်ပါတယ်ဖျားပုံတော်ရဟနာပုံတော်များအင်ကိုကြွလာရင်လေးအစ6ဆုံးထိထိုးပေးပါအခြေအင်းမှာတော့အယူဆတွေကွဲလွဲနေတတ်ပါတယ်ကံကောင်းတဲ့အရာတော့အစိမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရဖျားမှာတတိ6စိတ်ကပ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများအတွက်ယနေ့မှာတော့အဖက်ဖက်ကနေပြီးတော့ကံအခွင့်အလမ်းအလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်အာယုံကြောမျက်စိနဲ့ပတ်သက်ပြီးတော့ဝေဒနာများခံစားတတ်ပါတယ်အချင်းအင်းမှာတော့စိတ်ကြည်နူးစရာများနဲ့ကြုံတွေ့ရတတ်ပြီးတော့အိမ်တော်ရေးမှာတော့အဆင်မပြေမှုတွေများနေတတ်ပါတယ်ခေါင်းမူကောင်းကိုက်ဖြစ်တတ်ပါတယ်38ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရဖျားမှာကောင်းချင်းမောင်းကပ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများအတွက်ယနေ့မှာတော့စိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြီးနူးဝမ်းမြောက်စရာတွေနဲ့ကြုံတွေ့ရမယ့်နေ့မျိုးလေးဖြစ်ပါတယ်အဖက်ဖက်ကနေပြီးတော့အခြေအနေကောင်းများပေးလာပါလိမ့်မယ်ဘာပဲလို့ရေးတာလုပ်ပေးပါကံအခွင့်အလမ်းအလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်မျက်စိနာတာအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်အခြေရေးမှာတော့ကြာလီအနေဝေးတတ်ပါတယ်နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူအောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရဖျားမှာတီးစုံကိတ်ကလို့ပူဇော်ပေးပါဗုဒ္ဓဦးသားသမီးများတို့ယနေ့မှာတော့ဝမ်းသာစရာတွေအောင်မြင်မှုတွေဇက်တိုက်ကြုံတွေ့ရပါမယ်ရွှေရတနာအလှကုံအလှပြင်ဆိုင်အမှုပညာနဲ့သက်ဆိုင်တဲ့လုပ်ငန်းများအထူးအောင်မြင်ပါလိမ့်မယ်ကိုလက်ရရနာမျိုးတွေဖြစ်တတ်ပါတယ်နှစ်ကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရဖျားမှာစီမီ9တိုင်ကလို့ပူဇော်ပေးပါကြာရာပရိသတ်သမီးများအတွက်ယနေ့မှာတော့အနောက်ရှက်အပြိုင်ဆိုင်များနဲ့ကြုံတွေ့ရတတ်ပါတယ်စကားပြောဆိုညှင်းခုန်ရတတ်ပါတယ်အလုံးမှာမိမိနဲ့အယူဆကွဲလွဲပြီးတော့အစင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်ခေါင်းတချမ်းကိုက်တတ်ပါတယ်အခြေအင်းမှာတော့ဝေးလေကောင်းလိုမျိုးဖြစ်ပါတယ်အိမ်တော်ကြီးမှာတော့တာယာနေပါလိမ့်မယ်သုံးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနီးရင်အရာဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရဖျားမှာဖျဲသီး3စိတ်ကပ်လို့ပူဇော်ပေးပါတောက်ကြသားသမီးများတို့ယနေ့မှာတော့အလုံးမှာစိတ်ချမ်းသာစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေကြုံတွေ့ရတတ်တဲ့နေမျိုးလေးဖြစ်ပါတယ်ငွေကြေးမှာတော့ငွေကြေးနဲ့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှည်တီးခံမယ်နေမျိုးလေးဖြစ်ပါတယ်မြေမွေဖုံးအထက်ထိပနာလျှက်စစ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေအောင်မြင်ပါလိမ့်မယ်အခြေရေးမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်အပူလောင်တတ်ပါတယ်နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရဖျားမှာအုံယုံ9ခုကတ်လို့ပူဇော်ပေးပါစနေသားသမီးများတော့ယနေ့မှာတော့အလုံးမှာနာမည်ကုန်သတင်းကြော်ကြားပါလိမ့်မယ်အလုံးနဲ့ပတ်သက်ပြီးတော့ကံအခွင့်အလမ်းအဖက်ဖက်ကနေပြီးတော့ကောင်းနေပါလိမ့်မယ်စီးပွားရေးလူမှုရေးကိစ္စများအားလုံးအဆင်ပြေအောင်မြင်မဲ့နေ့လေးဖြစ်ပါတယ်ကိုလက်ရရနာမျိုးတွေဖြစ်တတ်ပါတယ်ချစ်သူစီကနေပြီးတော့သတင်းကောင်းများကြားရတတ်ပါတယ်9-9ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့အနက်ရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိအိမ်ရဖျားမှာမွေးကားကတ်လို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ